ဘီပိုလန်ကိုအမျိုးသမီးတွေတောက်လို့ရလားဘီပိုလန်ကိုအာဟာရဖြစ်ဆွတ်စာအနေနဲ့တောက်သုံးတော့မယ်ဆိုရင်အထူးဂရုစိုက်ရမှာရှိပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပြည့်စုံတဲ့အာဟာရလို့တင်စားရမယ့်ဘီပိုလန်ရဲ့ထူးခြားချက်တွေကိုပြပြပေးသွားမှာပါဘီပိုလန်ပြားဝတ်မှုံဆိုတာလုံသားပြားလေးတွေကသဘာဝပန်းခင်းတွေကနေရတဲ့ဝတ်မှုံလေးကိုစုဆောင်းပြီးပန်းဝေးရည်နဲ့သူတို့ရဲ့သွေးတွေကိုပေါင်းပြီးဘီပိုလန်အလုံးလေးတွေအဖြစ်ဖန်တီးထားတာပါအဲ့ဒီဘီပိုလန်အလုံးလေးတွေကိုနောက်6ရောက်မှရှိတဲ့ဝတ်မှုံအိတ်2အိတ်ထဲကိုထည့်ပြီးပြားငယ်လေးရဲ့အစာအတွက်ပြားရည်နေစီကိုတက်ဆောင်လာကြပါတယ်ဒီဘီပိုလန်ပြားဝတ်မှုံထဲမှာ protein, amino acid, vitamin, သတ္တုဓာတ်နဲ့အန်ဇိုင်းပေါင်းများစွာပါဝင်ပါတယ်ဖိအားထုတ်တဲ့ဘီပိုလန်ကိုအမျိုးသမီးတွေတောက်လို့ရလားဆိုပြီး customer service ကနေမေးမြန်းလာတဲ့မေးခွန်းလေးကိုပထမဦးဆုံးဖြေပေးချင်ပါတယ်ဘီပိုလန်မှာကျမတို့အမျိုးသမီးတွေအတွက်နေ့စဉ်လိုအပ်တဲ့အာဟာရဓာတ်တွေများစွာပါဝင်တဲ့အတွက်သွေးအားနည်းတဲ့သူတွေနဲ့မောပန်းလွယ်တတ်တဲ့သူတွေအတွက်အလွန်ကောင်းမွန်တဲ့ natural supplement တစ်ခုပဲဖြစ်ပါတယ်ဒါအပြင် antioxidant တွေကျွဲဝလို့ခန္ဓာကိုယ်အတွင်းပိုင်းကနေကြည်လင်တဲ့အသားရည်ကိုပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်အဲ့ဒါအပြင်2နှစ်နဲ့အထက်ကလေးတွေမှာလည်းဘီပိုလန်ကအကောင်းဆုံးအားစေးပါပဲဒီဘီပိုလန်မှာပါတဲ့အာဟာရဓာတ်တွေကကလေးတွေရဲ့ခန္ဓာကိုယ်ကြီးထွားမှုနှုန်းကိုမြင့်တင်ပေးပြီးတော့ဉာဏ်ရည်ကိုလည်းထက်မြက်စေပါတယ်ဘီပိုလန်ကအမျိုးသားတွေအတွက်လည်းအရန်အကျိုးရှိပါတယ်တနည်းတာပင်ပန်းမှုတွေကိုပြန်လည်ဖြစ်တင်းပေးနိုင်ဖို့လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်တဲ့အတွက်အားရင်အမြန်ဆုံးပြန်လည်ပြေဝစေပါတယ်နောက်တစ်ခုကအမျိုးသားတွေအသက်ကြီးလာရင်ဖြစ်တတ်တဲ့စီးကျိတ်ကြီးမှုကိုအားပေးတဲ့ DHT ဟော်မုန်းကိုတားဆီးပေးရကြောင့်စီးကျိတ်ရောင်ခြင်းကိုသက်သာစေပါတယ်ဘီပိုလန်ကိုအာဟာရဖြစ်ဆွတ်စာအနေနဲ့တောက်သုံးတော့မယ်ဆိုရင်အထူးဂရုစိုက်ရမှာရှိပါတယ်။အန်ဒီရရှိရဲ့ဝတ်မှုံတွေဥပမာဗရိုင်းပန်းမွေးနဲ့တောင်စလက်ပန်းရဲ့ဝတ်မှုံတွေမပါအောင်စစ်ဆေးရမှာပဲဖြစ်ပါတယ်။ကျမတို့ဖိန်းကထုတ်လုပ်ထားတဲ့ဘီပိုလန်ကိုတော့ GMP ISO လက်မှတ်ရဖိန်းဆေးဝါးစက်ရုံရဲ့အရည်အသွေးထိန်းချုပ်ရေးဌာနမှာတေချာစွာစစ်ဆေးထားပြီးအရည်အသွေးပြည့်မီစွာထုတ်လုပ်ထားပါတယ်။ဒါကြောင့်တမိသားစုလုံးအတွက်ဗီရက်ဆိုဂျိုကင်းနဲ့သဘာဝအာဟာရကိုရှာနေရဆိုရင်ဖိန်းကထုတ်တဲ့ဘီပိုလန်ကိုသာရွေးချယ်လိုက်ပါရှင်။